ကျွန်တော်အခုဆိုလို့ရှိရင်တော့နောက်ထပ်တစ်ပိုင်းပေါ့နော်နောက်ထပ်တစ်ပိုင်းကိုကျွန်တော်ဆရာတို့နဲ့ဆက်ပြီးတော့ဆွေးနွေးချင်ပါတယ်အဲ့ဒါကတော့ဒီ special needs ဆိုတဲ့ဟာအကြောင်းပေါ့နော်ဒီအထူးလိုအပ်ချက် special needs ဆိုတာဘာလဲပေါ့နော် NG level ပထမအပိုင်းမှာနည်းနည်းပြောပြခဲ့တာရှိရပါတော့ဆိုတော့ပထမဆုံးမိကုန်းကတော့ဆရာဦးကိုတောင်းကိုကျွန်တော်မေးချင်တာပေါ့နော်အထူးလိုအပ်ချက်ဆိုတဲ့စကားလုံးကိုပေါ့နော်ကျွန်တော်တို့မကြာခဏကြားကြတယ်သုံးကြတယ်ဒါပေမဲ့အများအားရှင်းရှင်းလင်းလင်းနားမလည်ကြဘူးပေါ့နော်ဒီကလေးငယ်ဖွံ့ဖြိုးမှုအထူးသဖြင့်ဒီဆက်သွယ်ရေးပေါ့နော် communication နဲ့ပတ်သက်ရင်အဲ့ဒါကဘာလို့ဆိုလိုတာလဲဆိုတဲ့ဟာလေးပေါ့နော်ဆရာကျေးဇူးပြုပြီးပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့အများအားဖြင့်တော့ special need ကိုတော့ဒီသတ်မှတ်တာကတော့ခုနကပေါ့ကျွန်တော်တို့ဒီမှာဆိုရင်တော့မြန်မာပြည်မှာတော့၄ခုအနေနဲ့သတ်မှတ်တယ်ပေါ့နော်နံပါတ်1ကတော့ဉာဏ်ရည်ပေါ့နော်နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ဒီ physical ပေါ့နော်physical disability လို့ခေါ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ blind ပေါ့နော်မျက်မမြင်တွေကိုကျွန်တော်တို့ဟိုဖြစ်တယ်အမြင်အာရုံမတန်ဆွမ်းပေါ့နော်နောက်တစ်ခုကကျတော့ deaf ပေါ့နော်အကြားအာရုံမတန်ဆွမ်းဆိုပြီးတော့၄မျိုးခွဲတယ်အဲ့မှာကျွန်တော်တို့သင်ယူလာတဲ့ဥစ္စာကကျတော့ဗာလဲဆိုရင်ကျွန်တော်တို့ special need ကိုပြန်ပြီးတော့ focus ထားလို့ရှိရင်သူကဒီ disability နဲ့ difficulty ဆိုပြီးတော့ပြန်ခေါ်ရတယ်အဲ့ဒါကဘာလဲဆိုရင်ကျွန်တော် disable လို့ပြောလိုက်ပြီဆိုရင်သူကလုံးဝစွမ်းဆောင်အဲ့ဒါနဲ့ကိုမစွမ်းဆောင်နိုင်တာဥပမာဆိုရင်ကျွန်တော်တို့ဒီပေါ့ဒီမျက်မှန်တက်တဲ့လူတစ်ယောက်ပေါ့မျက်မှန်တက်တဲ့လူတစ်ယောက်နဲ့ blind တစ်ယောက်ပေါ့နော် blind ကမျက်မှန်တက်လဲသူကအမြင်ဖို့ကသူ့အတွက်က အမြင်အာရုံနဲ့လမ်းလုပ်ဖို့ကမလွယ်တော့ဘူးပေါ့နော်ကျွန်တော်တို့ဒီမျက်မှန်တက်တဲ့လူကဥပမာအနီးမုံဆိုလို့ရှိရင်ကျွန်တော်တို့ကမျက်မှန်လေးတက်ရတာတက်မှသာအဲ့စာကိုဖတ်လို့ရအဲ့ကြောင့်ကျွန်တော်တို့ဒီတကယ်ကျွန်တော်တို့အတန်းကျောင်းတွေသွားတဲ့အချိန်မှာဒီကျွန်တော်တို့ကအနီးမုံဖြစ်ခဲ့ရင်ကျွန်တော်တို့မျက်မှန်မတက်ရင်ကျွန်တော်တို့ကလည်းမတန်ဆွမ်းနေမှာကျွန်တော် special need တွေမှာပါသွားတာပဲအဲ့တော့အဒီကျွန်တော်တို့အနစ်ကိုပြန်ချုပ်လိုက်ရင်တော့ကျွန်တော်ကဒီမတန် special need ဆိုတာကတော့ extra sport လို့ပဲသတ်မှတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဓိကဟိုဒီ special need ကိုခုနလိုပဲနှစ်ပိုင်းပြန်ခွဲမယ်ဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ဒီမမြင်တဲ့အမြင်အာရုံမတန်ဆွမ်းတဲ့လူတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့က brain စာနဲ့မှသာသင်လို့ရလိမ့်မယ်ကျွန်တော်တို့ဒီဥစ္စာပေါ့နော်ဒီအနီးမုံသမားတွေအတွက်ကတော့ကျွန်တော်တို့မျက်မှန်နဲ့အကူပေါ့နော် support လေးပေးလိုက်မှသာကျွန်တော်တို့ကဒီဥစ္စာလေးပေါ့နော်ဒီ learning ကိုကောင်းကောင်းလုပ်နိုင်မှာစာမမဟုတ်ဘူးပေါ့နော်ဒီကျွန်တော်ဖတ်မဲ့ဥစ္စာတွေမှန်သမျှကဒီကောင်းကောင်းလေးကျွန်တော်တသက်ကိုယ်မြင်မဲ့ကောင်းကောင်းမပေါ့ function နဲ့ကြလုပ်နိုင်တယ်အဲကြောင့်ကျွန်တော်ရဲ့ function တစ်ခုမှာပေါ့နော်တစ်ခုလိုအပ်နေပြီဆိုရင်အဲ့ဒါကိုတော့ကျွန်တော်တို့ကတော့ special need လို့သတ်မှတ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆရာတကယ်ကိုကောင်းတဲ့ဥပမာပါဘာလို့ဆိုတော့ကျွန်တော်တို့ဒီမှာပြောနေသူသမားတွေကလည်းမျက်မှန်သမားတွေဆိုတာကျွန်တော်တို့၃ယောက်ကိုယ်တိုင်က special needs တွေနေပေါ့နော်ကျွန်တော်တို့ရဲ့လိုအပ်ချက်အခက်အခဲကိုကျွန်တော်တို့ဖြေရှင်းနိုင်မှုကျွန်တော်တို့မျက်မှန်တွေတက်ပြီးတော့ကျွန်တော်တို့ကကြည်ကြမြင်ကြရပေါ့နော်တကယ်ကိုသိကောင်းတဲ့ဥပမာလေးပါဆရာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီ ND ကိုဆက်မေးချင်တာကြတော့ဒီအာဟာရပညာရှင်တယောက်အနေနဲ့ဆိုလို့ရှိရင်ပေါ့နော်ဒီအာဟာရနဲ့အစာကျွေးခြင်းရှုထောင့်ကနေကြည့်လို့ရှိရင်အထူးလိုအပ်ချက်ရှိတဲ့ကလေးတွေကပုံမှန်ကလေးတွေနဲ့ဘယ်လိုကွဲပြားနိုင်လဲဆိုတဲ့ဟာလေး ND ပြောပြပေးပါဦး Okay, so really ကလေးတွေကဒီပုံမှန်ဆိုရင်သူတို့ဖွံ့ဖြိုးမှုကဒီတလနဲ့တိုးတက်တယ်။ဝါဖို့မြုံဖို့စားစရာကောက်ပြီးစားဖို့ but special needs တွေကအဲ့လိုမဟုတ်ဘူးတယောက်နဲ့မတူဘူးဆိုတော့ကလေးတယောက်က maybe down syndrome ရှိတယ်နော်တယောက်ကဘယ်လို့မှမဝါနိုင်ဘူးဘာလို့လဲဆိုတော့သူ့ရှာကထူတယ် but then နောက်တယောက် down syndrome ကလေးကသူစားနိုင်တယ်ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာကဘယ်လောက်ပြည့်လဲဘယ်လောက်ကျဲလဲဆိုတာကကလေးကိုကြည့်ရမယ်เนาะကလေးတယောက်နဲ့က plan ကမတူဘူးဆိုတော့so သူတို့ဒီ so ဒါက individual ပေါ့ individual plan လုပ်ရမယ် special needs ရှိတယ်ဆိုရင်နောက်တစ်ခုကအန်တီပြောသလိုเนาะဒီ dance clay ဆိုရင်သူကဒီဘလောက်ပြစ်လဲကိုသူမြုံနိုင်လဲဆိုတော့ဘာဖြစ်လဲဆိုတော့ဒီကျွေးတဲ့လူတွေက even special needs တွေကသူတို့ကိုသေးချာဆက်ပြီးသင်နေဆိုရင်သူတို့တိုးတက်မှုရှိတယ် maybe ပထမကသူတို့ကဒီအရေးလောက်ပဲနည်းနည်းချစ်ပြစ်လေးပဲ
စားနိုင်တယ်ဒါပေမဲ့သူ့ကိုဆက်ပြီးတော့ဒေါက်တာအကုတ်ကောင်းပြောသလိုသူတို့ဒီ physiotherapist တွေသွားတယ်ဆိုရင် physiotherapist ကသူတို့ကိုလေ့ကျင့်ခန်းအကျင့်သင်ပေးမယ်ဆိုတော့အဲ့ဒီအချိန်မှာကလေးကလည်းတလားနဲ့သူဖွံ့ဖြိုးမှုတိုးတက်တယ် and then physiotherapist က exercise တွေသင်ပေးရဆိုရင်ကလေးကဖြည်းကြည်ပြစ်ဆိုပြစ် and then ကျန်းလာပြီး and then ပို့ပြီးတော့ထူမယ်ကလေးတွေကိုအဲ့လို step လုံးနိုင်တယ်ဘာလို့လဲဆိုမှတ်ထားမယ်စားစရာပိုပြည့်မှာအတုံးလိုက်မှာစားစရာပိုပြီးအာဟာရပြည့်စုံတယ်နောက်တစ်ခုကနောက်တစ်ခုက very important က positioning စားစရာပြောသလိုပဲ so special needs ဆိုရင်ပုံမှန်ဒီပေါင်ပေါ်မှာပဲတည်ချာဖြစ်တယ်လို့ကျွေးလို့မရဘူးဘာလို့လဲဆိုတော့သူတို့ကပိုသီးနိုင်တယ်ဟုတ်တယ်မလားသူတို့မြုံချဖို့ကပိုခက်ခဲရှိတယ်ဆိုတော့ဆရာတွေကအဲ့ဒီအချိန်မှာ physiotherapist ကကလေးကိုခေါင်းကိုဘယ်လိုကန်ရမလဲသူခန္ဓာကိုယ်ကိုဘယ်လိုထိန်းရမလဲဒါတွေကအရေးကြီးတယ် and then နောက်တစ်ခုက even မတန်ဆန်ကလေးတွေနော်သူတို့ sensitive ဖြစ်တယ်သူတို့စကားမပြောနိုင်ဘူးတချို့တွေက blind เนาะမျက်လုံးကit's blind တချို့တွေကမကြားဘူးဒါပေမဲ့ special needs ကလေးတွေကเนาะ sensitive ဖြစ်တာသိဖြစ်တာပဲသူတို့ကိုမကြိုက်ဘူးသူတို့ကိုစူတယ်เนาะသူတို့အတင်းကျွေးတယ်အတင်းလုပ်ပေးတယ်စေတနာမေတ္တာနဲ့မလုပ်ပေးရင်မကူညီရင်သူတို့သိတယ် so they are very very sensitive and then နောက်တစ်ခုကဗမာတွေကတော့လူကြီးတွေကတော့ကလေးကိုကျွေးတယ်ဆိုရင်how do you say messy up ညစ်ပတ်ပြီးကြမှာဆိုတာ ညစ်ပတ်အဲ့ဒါဆိုသူတို့မကြိုက်ဘူးဆိုတခါတလေကလေးဆိုတာကမတန်ဆန်ကလေးတွေဆိုတာကသူတို့အချိန်နဲ့ပုံမှန်ကျွေးရမယ် but then ကျွေးရတာလည်းခက်တယ်ကျွေးရတာလည်းကြာတယ်ကျွေးရတာလည်းရှုပ်တယ်ဆိုတခါတလေမတန်ဆန်ကလေးတွေကိုသူတို့ခဏမကျွေးဘူးเนาะဘာလို့လဲဆိုတော့ခက်ခဲကြုံလို့ so and then မတန်ဆန်ကလေးတွေကသူတို့ဘာလို့ကျင်လဲဆိုတာပြောလို့မရဘူးဟုတ်တယ်မလားเนาะဒီအခုဆိုရင်ပုံမှန်ကလေးဆိုရင်အမလေး8လ9လဆိုရင်လက်ညှိုးနဲ့ထိုးပြီးသူဘာလို့ကျင်လဲဆိုတာเนาะကလေးကဒီ8လ9လဆိုရင်သူတို့မကြိုက်ဘူးဆိုသူတို့ခေါင်းခါမယ်ဟုတ်တယ်မလားတွန်းဖြစ်မယ်မတန်ဆန်ကလေးတွေက communication problem ရှိတယ်ဆိုတော့ဒီစားစရာပြစ်တာကျဲတာကမတန်ဆန်ကလေးကတစ်မျိုး and သူတို့ကိုပြုစုတာတစ်မျိုးသူတို့ပြုစုတာကအချိန်လဲကုန်တယ်ပတ်စံလဲကုန်တယ်เนาะအားလဲကုန်တယ်ဆိုတော့မိသားစုတွေကမတန်ဆန်မိသားစုတွေကမတန်ဆန်ကလေးတယောက်ရှိတယ်ဆိုရင် it's very difficult သိခက်ခဲကြုံတာပဲဆိုတော့ပတ်ဝန်းကျင်ကသူတို့ကိုအားပေးရမယ်ထောက်ရမယ်ဘာလို့လဲဆိုတော့သူတို့ဘဝကမလွယ်ဘူးเนาะ alright အန်တီအဲ့ဒါလေးပြောမယ်လေ ဟုတ်ကဲ့ဒီကျေးဇူးတင်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်အဓိကရည်ရွယ်ထားတာတော့ anti ရောဆရာဦးရောအတွက်ကိုကျွန်တော်ရည်ရွယ်ထားတဲ့မေးခွန်းလေးပေါ့နော်ဒါပေမဲ့ anti ပြောသွားတဲ့အထက်မှာတော့ဒီမေးခွန်းရဲ့အဖြေတချို့တော့လည်းသူပါသွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဆရာဦးကိုတောင်းနဲ့ပဲကျွန်တော်စလိုက်မယ်ပေါ့နော်ဆရာရဲ့ဒီအထူးလိုအပ်ချက်ဆိုတဲ့ခေါင်းစဉ်အောက်မှာပါဝင်နေတဲ့အခြေအနေတွေကိုဥပမာပေးပြီးတော့ပြောပြလို့ရမှာပေါ့နော်ဆရာအစောပိုင်းမှာပြောပြသွားတဲ့အထက်မှာတော့ဆရာ၄မျိုးခွဲပြီးတော့ပြောပြပြီးတော့နောက်ထပ်2မျိုးထပ်ခွဲတဲ့အကြောင်းလေးတွေပေါ့နော်ဒါမျိုးလေးတွေဆရာပြောပြသွားခဲ့တာကိုကျွန်တော်တို့မှတ်သားထားရပါတယ်ဒါဒီအထူးသဖြင့်ပေါ့နော်ဒီဆရာဥပမာလေးနဲ့ပြောပြတဲ့အခါမှာဆိုလို့ရှိရင်ဒီအစာကျွေးခြင်းနဲ့စကားပြောဖွံ့ဖြိုးမှုအပေါ်မှာတက်ရောက်မှုရှိတဲ့အခြေအနေမျိုးလေးတွေပြီးတော့ဘယ်လိုမျိုးတက်ရောက်မှုရှိတယ်ဆိုတဲ့ဟာမျိုးလေးတွေပါထည့်သွင်းပြီးတော့ဆွေးနွေးပြပါအောင်ဆရာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခင်ဗျအဲ့ဒါကတော့အဓိကတော့ပေါ့နော်ဒီစကားပြောနဲ့အဓိကပြောကျွန်တော်တို့ဆိုရင်စပြီးတော့လေ့လာဆိုရင်အဓိကကျွန်တော်တို့ feeding ကနေပေါ့နော်မပြောခင်ဆိုတော့ feeding ကိုအရင်ဆုံးပေါ့နော်အဓိက feeding ကဘာလို့အရေးပါလဲဆိုရင်ကျွန်တော်တို့ဒီကလေးတစ်ယောက်အတွက်ပဲဖြစ်ဖြစ်လူတူတစ်ယောက်စီအတွက်ပေါ့နော်အဓိကသူကဘာလဲဆို feeding ကဘာလို့ support ပေးလဲဆိုကျွန်တော် brain တွေဖွံ့ဖြိုးဖို့ပေါ့နော်ဒီအုံနောက်တွေဖွံ့ဖြိုးဖို့အတွက်ကျွန်တော်တို့နံပါတ်1အနေနဲ့သူကအထောက်ပံ့ပေးတယ်နံပါတ်2အနေနဲ့ဒီကြွက်သားတွေကြီးထွားဖို့
အတွက်သူကအထောက်အကူပြုတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ရဲ့ဒီပေါ့ယောဂတိုက်ဖြတ်ဖို့အတွက်ပေါ့နော်immune system ကို boost လုပ်ပေးတာပေါ့နော်အဓိကတော့အဲ့3ခုကပို့ပြီးတော့ supportive ဖြစ်တယ်အဲ့မှာကဘာဖြစ်လို့သူတို့ကဒီ special need မှာဘယ်ပိုင်းနေမှာသွားခက်ခဲလဲဆိုရင်ကျွန်တော်တို့ကအဓိကကျွန်တော် motor ပိုင်းပေါ့နော် special need လို့ပတ်သက်လိုက်ရင်ကျွန်တော်တို့ဒီဉာဏ်ရည်မတန်ဆွမ်းအုပ်စုကျွန်တော်တို့တော်တော်များများတော့ဉာဏ်မတန်ဆွမ်းကိုလေ့ကျင့်ပြီးတဲ့တော်တော်များတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့အဓိကတွေ့ရတာသူတို့ motor ပိုင်းတွေပေါ့နော် motor ပိုင်းတွေမှာဆိုရင်ကျွန်တော်တို့ motor ဆိုရင်ခွဲလိုက်ရင် gross motor ရှိမယ်အကြီးစားကြွက်သားတွေရှိမယ်ပြီးရင် fine motor ရှိတယ်အနုစိတ်ကြက်သားတွေမျက်လုံးလှုပ်ရှားမှုတွေပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့oral motor လို့ခေါ်တယ် oral motor မှာဒီ oral motor ကကောင်းမှဒါကျွန်တော်တို့ feeding နဲ့ speech နဲ့ကို support လုပ်ပေးနိုင်တယ်အဲ့ဒါကတော့နံပါတ်1ချက်ပေါ့နော်နောက်နှစ်ချက်တွေ့ရတာကသူတို့ကဘာလဲဆိုရင်ဒီ senses တွေတချို့အာယုံတွေကသူတို့ကအပြည့်အဝတချို့ကျတော့လိုခဲ့တဲ့ကလေးတွေရှိမယ်တချို့တွေကပိုခဲ့တဲ့ကလေးရှိမယ်လိုခဲ့တဲ့ကလေးတွေမှာဆိုသူတို့ကဘာဖြစ်တယ်လဲဆိုလို့ရှိရင်သူတို့ကဒီအာယုံကိုရဖို့အတွက်သူတို့ကရှာတယ်ရှာတော့တချို့တွေဆိုရင် over eating တွေဖြစ်တဲ့ကြရတယ်ပေါ့နော်over eat ဖြစ်မယ်တချို့ကြလို့ရှိရင်တော့under eat ပေါ့နော်တိတ်ပြီးတော့မစားကြဘူး picky eater လိုမျိုးကလေးတွေတွေ့ရတတ်တယ်နောက်တစ်ခုကကျတော့တချို့တွေကျတော့ဒီ habit ပေါ့habit မှာဆိုလို့ရှိရင်တော့သူတို့ကမိသားစုကဒီပုံစံနဲ့ပဲချက်တယ်ဆိုရင်ဒီပုံစံနဲ့ပဲသူတို့စားတတ်တယ်ဒီ habit ကိုသူရတယ်ဒီတစ်မျိုးနောက်တစ်မျိုးပြောင်းချက်ရင်မစားတတ်ဘူးဒါတွေကတော့ခုနလိုပဲဒီ special need မှာမဟုတ်ဘူးပုံမှန်ကလေးတွေမှာလည်းကျွန်တော်တို့တွေ့ရတတ်တယ်ပေါ့နော်သူတို့အသားဆိုရင်သားကြီးပဲစားတယ်အသီးရွက်မစားဘူးတချို့ကျအသီးရွက်စားတယ်အသားဆိုမစားဘူးငါးကြတော့စားတယ်ဒီကများသောအားဖြင့်တွေ့ရတဲ့ဥစ္စာတွေကဘာလဲဆိုတော့ဒီကျွန်တော်တို့ဒီပျော့ဤနေတဲ့အစားအစာဆိုရင်တို့ကြိုက်ရတယ်တောင်းဝါရမယ့်ဥစ္စာတွေဆိုရင်တို့ရှိမှာဒီပြောမယ်ဆိုလို့ရှိရင်တိတ်မစားတတ်ကြဘူးအဲ့ဒါတော့အဓိကမိဘတွေရဲ့ပေါ့နော်ကျွေးမွေးမှုပုံစံနဲ့လည်းဆိုင်တယ်လို့တချို့ကြတော့လည်းလိုအပ်ချက်ကြောင့်လည်းဖြစ်နိုင်တယ်ပေါ့နော်တချို့ကြတော့ကျွန်တော်တို့ခုနလိုခေါင်းစဉ်တက်တယ်ဆိုရင်autism တို့ ADHD တို့ဘောနော် Down syndrome လို့အဲ့လိုမျိုးဒီဉာဏ်ရည်မတန်ဆွမ်းအုပ်စုထဲမှာပါတဲ့ကလေးတော်တော်များများအဲ့စားတောက်နဲ့ဒီစကားပြောရတဲ့နေမှာတော်တော်လေးကိုနောက်ကျခဲ့တာတွေ့ရတယ်ပြီးလို့ရှိရင်လည်းပုံမှန်တချို့ကလေးတွေဆိုရင်တချို့တွေခေါ်တယ် virtual autism ပေါ့နော် autism စစ်တော့မဟုတ်ဘူးခုနလိုဖုန်းကြည့်တာတွေများလို့တချို့တွေပြီးလို့ရှိရင်တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူ့ကို communicate လုပ်မဲ့လူကမရှိဘူးအဲ့ကြောင့်ကလေးကဘာလဲဆိုတော့စကားလုံးတွေထွက်တယ်တကယ် communicate ရလားဆိုတော့မရဘူးဥပမာဆိုဘာလဲဆိုတော့ ABC တို့1 2 3တို့သူရတယ်ဒါပေမဲ့ထမင်းစားမယ်ဘိုက်စားပြီးအဲ့လိုမျိုးsituation တွေကျွန်တော်က express မလုပ်နိုင်သူရဲ့ needs တွေ wants တွေအဲ့ဒါတွေကိုမလုပ်နိုင်ဘူးတချို့ကလေးဆို ABC ပြောတတ်တယ်1 2 3ပြောတတ်တယ်ဒါပေမဲ့ဘာသာစကားကြတော့မပြောတတ်ဘူးကျွန်တော်တို့ဒီ ABC ပြောတတ်တဲ့ကလေးတွေဆိုကျွန်တော်တို့ကဒီစကားပြောတတ်တယ်လို့မခေါ်ဘူးသူတို့ကကြတော့ language ရတယ်လို့မခေါ်ဘူးပေါ့နော် speech sound တော့ထွက်တယ် language မရသေးဘူး language မရတဲ့အတွက် communicate ကတော့ရမှာမဟုတ်ဘူးအဲကြောင့်သူတို့ language သင်ပေးဖို့လိုတယ် communicate လုပ်တယ်အဓိကတော့သူတို့ needs တွေ wants တွေသူတို့မလိုချင်တာတွေကိုလည်းညှင်းတဲ့ရမယ်အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့ကသင်ပေးဖို့လိုအပ်တယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီမှာတွေ့နေရတဲ့တော်တော်များများတာဇန်တွေပေါ့နော်ကျွန်တော်ဥပမာပေးတာဇန်ကတော်တဲ့ရောက်သွားတယ်ဆိုလို့ရှိရင် तू ကအဲ့ဂျန်ဂယ်ထဲမှာရှိတဲ့အကောင်လေးတွေရဲ့အတန်တွေလောက်တတ်တယ်ဒါပေမဲ့လူဆိုတော့မပြောတတ်ဘူးအဲ့လိုမျိုးပဲကျွန်တော်တို့ဒီမှာရှိတဲ့ကလေးတွေကလည်းလူလေကောင်ထဲမှာသာရောက်နေတယ်လူအတိုင်းဝိုင်းထဲမှာသာရှိနေတယ်input မရှိတော့သူကဘယ်ဂျန်ဂယ်တွေကိုရောက်တယ်လို့အဲကြောင့်ကျွန်တော်ကတော့သူတို့တွေ့တဲ့မိဘကတော့ကျွန်တော်ဟာတာအနေနဲ့ပြောပြရတယ်ကလေးကခုနလိုတာဇန်လေးဖြစ်နေတယ်ဒါစမဖြစ်အောင်လို့တော့လိုတယ်ပေါ့နော်အဲ့ဒါကြီးတော့ကျွန်တော်တို့ဒီမှာလက်တလော currently မှာတွေ့နေရတဲ့အခက်အခဲလေးတွေပေါ့နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ် Auntie Siaနဲ့ Auntie တကယ် agree ဖြစ်တယ် ဟုတ်ကဲ့ and this has to do with Sia ရဲ့ဒါ parenting style ဟုတ်တယ်မလားနော်ကလေးက it's notဘာလဲဆရာပြောသလို needs နဲ့ wants ကိုဆိုတာကလေးရဲ့ needs and wants ကိုဘယ်သူမှattention မပေးဘယ်သူမှတကယ်ဂရုမစိုက်ဘူးကလေးက
သူဟာသူစော့နေရဆိုပြီးရောဟုတ်တယ်မလားအန်ဒီရဲ့သူလုံနေတာအန်ဒီရဲ့မရှိဘူးဆိုရင်ပြီးရော but လူကြီးတွေကဘရောမကလေးကိုတေးသေးချာချာမျက်လုံးနဲ့နော်ကြည့်ပြီးတော့တေးသေးချာချာဟဲ့သားလေးရဲ့ဘာလို့ခြင်းလဲသားလေးဒီဟာကြိုက်လားနော်အဲ့လိုမဟုတ်ဘူးဆိုတော့ဆရာပြောသလိုကဒီလို connection မရှိဘူးဆိုရင်ဘယ်ကလေးဖြစ်ဖြစ်တင်လို့မရဘူးစကားပြောလို့မရဘူးစားစရာကောက်ပြီးစားလို့မရဘူးတေးသေးချာချာမတင်ပေးရင် ဟုတ် so this one က again Antiro ရဲ့ဒီဗမာ culture ကဗမာယူဆကကလေးဝင်နာပဲကြွေဝင်နာပဲကြွေ okay သူစားတာပဲကြွေနော်ကလေးကိုအစားစာနော်အသစ်အစားစာအရသာတစ်မျိုးအစားစရာကိုမတင်ပေးရင်ကလေးတွေကသိလည်းမသိဘူးလက်လည်းမခံဘူး so Antiro ဆိုရင် Antiro စားစရာနဲ့ပတ်သက်တာက taste ဆိုတာကချိုတယ်ချင်တယ်ခါတယ်ငန်တယ် and then the other one က umami ကပါလဲဆိုတာပါလဲwhat is that MSG ကအချို့မို့ ဥမာ အချို့ ဥ မို့ မာမီ နော် က Anti ဥမာမီကဗမာစကားလုံးမရှိဘူးဂျပန်စကားလုံးထင်တယ်အဲ့ yeah တော့တိတ်ပြီးတော့တိုက်ရင်ဥမာမီလို့ပဲတော်တော်ကျွန်တော် umami က yeah ဘာသာ ဒါ စ က ကားကြီးပါတုံးရတယ်ဟုတ် အချို့မို့ဟုတ်တယ်မလား ချုံမုံမှာ နော် ပါတဲ့ရတာမျိုးပေါ့ဟုတ် ဆိုတော့အန်တီတို့ကကလေးဆိုရင်အရသာကဘာကိုသူတို့အားပေးလဲဆိုစားကိုအားပေးတယ် maybe အချိုကိုအားပေးတယ် but အသီးအနှံအချိုကိုအဖွားတွေကကြောက်တယ်ဘာလို့လဲဆိုတော့အသီးစားရယ်ဆိုရင်ကလေးကချောင်းဆိုးမယ်ရင်ကျပ်မယ် or နေမကောင်း something like how do you say they'll catch a cold ဘယ်လိုခေါ်လဲအဲ့ဒါ အေးမိမယ်ပေါ့ အေးမိမယ် something like that until you စတစ်ခုရှိတယ် anti နားမလဲဘူးနောက်တစ်ခုကအချင်ဓာတ်ကလည်းမကောင်းဘူး because အချင်ဆိုပိုက်နာနေ so ကလေးဆိုတာကဒီ feeding disorder ကလေးတွေဆိုရင်ဆရာဆိုရင်ဘယ်လိုသင်ပေးမလဲဆိုရင်ဒီတစ်ခုခုအချင်ကိုဒီပါဇက်ထဲမှာသူတို့စမ်းပေးတယ်နော် so ကလေးကတစ်ခါတလေဆရာဒါပုံမှန်ဆရာဒီလိုလုပ်တယ်ကျွန်မသိတယ် so ကလေးတွေကဒီ feeding disorder ကလေးတွေဆိုသူတို့ရှာတွေကိုလှုပ်တာက lateralization ကမကောင်းဘူးရှာကိုဘယ်ဆောင်အပေါ်ဆောင် up and down ကသိပ်မကောင်းဘူး so တစ်ခါတလေဆရာကတစ်ခုခုအချင်းကိုဒီဘက်မှာထိုးထည့်လိုက်တယ်ဆိုရင်ကလေးကရှင်တဲ့ဘက်ကိုသွားမယ်နော်ဆိုတော့ဆရာကအဲ့လိုလေ့ကျင့်ခန်းတွေပါတယ်ကလေးတွေကိုသင်ပေးမယ် so what I'm trying to say is auntie တို့ရဲ့ဗမာမိသားစုတွေကတချို့အရာတွေကိုကြောက်တော့ဘာဖြစ်လဲဆိုတော့အစားအစာအုပ်စုထဲမှာကသူတို့ limit လုပ်ထားအောင်နော်အသီးဆိုရင်ငပြောသီးပဲနေတိုင်းငပြောသီးတစ်လုံးနှလုံးလိမ္မော်သီးမကြွေးဘူးတနေ့အောက်ပိုင်းဆိုရင်သမယာသီးမကြွေးဘူးအချင်းကိုမကြွေးဘူး so auntie ကတော့ဘာပြောချင်လဲဆိုတာကဒီအရာတွေကိုဒီထိန်းထားရဆိုရင်အစားစရာဆိုတာကလေးတွေကအမျိုးစုံအယောင်ပျော့တဲ့ဟာမာတဲ့ဟာကိုစားရမယ် but ကြောက်ပြီးတော့ရှောင်ခိုင်းနေဆိုရင်ကလေးတွေကတည်တည်ချာချာလက်ခံဖို့ကိုသူတို့ဘယ်လို့မှမကြိုးစားနိုင်ဘူး I think I'm just gonna say that and then and နောက်တစ်ခုကလည်းကလေးကကောက်ပြီးစားဖို့ကစမ်းပြီးသူတို့လက်သုံးဖို့ကလိုတယ် so CIA can you explain a little bit more about how encouraging hand-eye hand coordination during food is important CIA ဟုတ်ဆရာပြောပြပေးလို့ရမှာကြား ဟုတ် ရတာမသိဘူးဆရာ line ဟုတ် ဟုတ်ကဲ့ hand food coordination ကိုပြောရတာမသိဘူးလားအန်တီ ဟုတ်တယ် ဟုတ်ကဲ့ပြန် စားစရာနဲ့ပတ်သက်တာလေ ဟုတ်ကဲ့
များသောအားဖြင့်တော့ကျွန်တော်တို့ဒီတချို့ကလေးတွေဆိုလို့ရှိရင်တော့လာတာ8လ9လလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ကလေကလေးတွေစားတဲ့မုတ်ကလေးတွေဆိုလို့ရှိရင်သူတို့အရှိမချပေးတာတော့ချပေးထားပြီးတော့သူတို့ကိုကောက်ပြီးတော့စားခိုင်းတာပေါ့နော်စားခိုင်းနေဆိုလို့ရှိရင်အဓိကသူတို့ဘာရမလဲဆိုရင်ကျွန်တော်တို့ဒီ small thing လေးပေါ့ small object လေးတွေကိုသူတို့ကင်တဲ့ပုံစံလေးပေါ့အဓိကသူ့ရဲ့ဒီ muscle လေးတွေကပို့ပြီးတော့ဖွင့်ပြလာအဓိကတော့အဲ့မှာဆိုရင်တော့ gross motor အကြီးစားကြွက်သားလှုပ်ရှားမှုပါသလိုကျွန်တော်တို့ fine လေးတွေလည်းကောင်းသေးတယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့ပါဇက်ကိုထည့်တဲ့အတွက်ပါဇက်ဆိုတာကကျွန်တော်တို့ကတကယ်တော့မြင်ရတဲ့ part မဟုတ်ဘူးအဲ့ဒါကျွန်တော် senses မှာဆိုလို့ရှိရင်ကျွန်တော်ကဒီ proprioception လို့ခေါ်တာပေါ့နော်ဒီအဲ့ဒီရဲ့အာယုံသိမှုပေါ့ကျွန်တော်တို့ပါဇက်ကိုဆိုတာကမြင်ရတဲ့အရာမဟုတ်ဘူးအဲ့ဒါဆိုအဲ့ sense တွေဒီ proprioception sense ဖွင့်ပြမှဒါဒီဟာကပေါ့နော်ကောင်းကောင်းဟိုပါဇက်ပေါက်တဲ့ကိုထည့်နိုင်ပဲနောက်တစ်ပြကျွန်တော်တို့ parent တွေဆိုရင်များသောအားဖြင့်ခွင့်ကြွေးတာတွေများတယ်သူအသက်အရွယ်လိုက်နေတော့ကျွန်တော်တို့ကလိုအပ်ရင်တော့ကူညီပေးမယ်မလိုအပ်တဲ့အပိုင်းတွေကျွန်တော်တို့ခေါ်ပြအဲ့မှာတော့သူတို့ကဒီ proprioception sense တွေအားနေတော့သူတို့ရဲ့ body awareness တွေအားနေတယ်အဲ့မှာကျွန်တော်တို့တစ်ခုခုလှုပ်ဆောင်တယ်အခုနောက်ပိုင်းအသက်ရလို့ကျယ်တီးတက်တယ်ဆိုရင်အတူတူပဲဒီဟာမမြင်ရဘူးဒါပေမဲ့အဲ့ကလေးတွေကမတက်နိုင်ဘူးဘာလို့လဲဆိုတော့ဒီ joint အဲ့ဒီအာယုံတိမှုကသူရဲ့ register က brain ကိုသွားပြီးတော့အတိမတ်ဟောပေါ့နော်ကုန်တင်မထည့်ရအောင်မထည့်ထားတဲ့အတွက်ကျွန်တော်တို့ကဒီဟာတွေမလုံနိုင်ဘူးပေါ့အဲ့မှာကလည်းအများကြီးသူတို့ကိုအထောက်အကူပြုတယ်ပေါ့နော်အဓိကကျွန်တော်တို့ဒီလက်တွေအကုန်လုံးဖွင့်ပြိုးတာကြီးကျွန်တော်တို့ဒီ brain center ကပဲအလုပ်လုပ်တာသူများလက်မကောင်းလို့ပဲဟမ်မကောင်းလို့လာကျင့်နေပေါ့နော်အမှန်တော့သူ brain မဖွင့်ပြိုးတာနော်များသောဖြင့်မိဘတွေ ဟုတ်တယ် မပြောဘူးဆိုလို့ချင်းလဲသူတို့ကဒါပဲကျွန်တော်တို့ဒီအဓိက brain center ကသူအလုပ်ကိုမလုပ်တာအဓိက input မရှိဘူးအောက်ပို့လာမှာမဟုတ်ဘူးအဲကြောင့်ကျွန်တော်တို့ပြောရဲဆိုသူတို့ကများသောအားဖြင့်စကားမပြောဆိုရင်ပါဇက်ကိုပဲမြင်တယ်ကျွန်တော်တို့ကစပြီးစကားမပြောဆိုရင် gross motor နဲ့စကြည့်တယ်ပေါ့နော် gross motor fine motor oral motor ပြီးတော့ sound articulator တွေကောင်းကောင်းလုပ်ရလားတဆင့်ချင်းစီသွားတော့เนาะအဲ့မှာလိုအပ်တဲ့အပိုင်းတွေဆိုရင်တော့ပတ်တူအပိုင်းတွေပါတယ်ဆိုရင်ကျွန်တော်တို့ကဒီ SLP နဲ့ပြန်ပြီးတော့ refer ယူပြီးတော့သူ့ရဲ့advice ပေါ့เนาะအကြံဉာဏ်လေးယူပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့သူတို့ train ပေးတယ်ပေါ့အဲ့ဒါကြောင့်လို့များသောအားဖြင့်ကလေးလုံနိုင်တဲ့ဥစ္စာတွေဆိုရင်ကျွန်တော်တို့ကများသောအားဖြင့်ပေါ့ကလေးလုံမစီမလုံနိုင်တဲ့အပိုင်းကိုပဲကျွန်တော်တို့ကူညီပေးမယ်ပေါ့เนาะ ဆရာကျေးဇူးတင်ပါတယ်เนาะဒါကတော့ self feeding ဆရာရဲ့ bad time เนาะကျမဒီပြဿနာရှိတယ်เนาะအမေတွေကိုမခွင့်ကြွေးပါနဲ့you know ကူညီပါကလေးကိုသူ့ဟာသူလုပ်ပေးသူ့ဟာသူလုပ်ဖို့ကိုအားပေးပါအဲ့အမေတွေကကျမတို့တချို့အမေတွေကဘလောက်ပြောသူတို့နားမထောင်ဘူးအန်တီစိတ်ထဲမှာလည်းအမေတွေကထင်တာเนาะကျမကသူတို့မိသားစုကိုနှိပ်စက်တယ်လို့ပဲအဖွားတွေဆိုပိုဆိုးတယ်ဆိုတော့တကယ်ခက်ခဲကြုံတယ်เนาะ and သူတို့မယုံကြည်ဘူးเนาะဒီအကြောင်းတွေကတကယ်ဖြစ်နေတယ်เนาะဒါ coordination တကယ်လိုတယ်ဆိုတော့အန်တီကျမလည်းတခါတလေကျမလက်လွတ်ချင်တယ်เนาะဘလောက်ပြောလဲအစင်မပြေဘူးတခါတလေကျမကလေးတွေကိုတိတ်ဟွာဖြစ်တာပဲတနာပါတယ်ဘာလို့လဲဆိုတော့ဒီနှစ်အောက်ပိုင်းမှာတည်တည်ချာချာမတင်ပေးဒီကလေးက10နှစ်15နှစ်အထိဒါတွေကထိခိုက်နိုင်တယ်ဘယ်လို့မှ develop မဖြစ်နိုင်เนาะ so လူနာတယောက်ကလေအသက်အကြီးဆုံးเนาะအမေကဆက်ပြီးတော့ခွန့်ကျွေးနေတဲ့လူနာကအသက်က16နှစ်အဲ့ဒါသားလေးမစားပါဆိုလို့အဲ့ဒီသားလေးကပေါင်ချင်းက260ရှစ်เนาะအမေကခွန့်ကျွေးတာကလေးပိန်မှာဆိုလို့ဆိုပြီးတော့ so ဒါလည်း psycho emotional เนาะမိဘ psycho emotional တွေဖြစ်နေတာ အဲ့တော့ဒီမှာတော့အများဆုံးပေါ့နော်တွေ့ရတာအဲ့ဒါကြောင့်ကျွန်တော်ပြောတဲ့ထဲမှာသူက habit ပေါ့အကျင့်ဖြစ်နေအကျင့်ကကျတော့ဖျက်ခတ်တယ်သူက yeah အကလေးကမလုပ်ချင်ဘူးဟုတ်တယ်မလားမလုပ်ခိုင်းရင်သူတို့မလုပ်ချင်ဘူးဆိုတော့ mindset ထဲမှာကသူကလေအကျင့်ဖြစ်လာတော့လေလုံးဝအဲ့ကျင့်ကဖျောက်ခတ် ထောက်လို့မရ ဟုတ်ကဲ့ okay ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာနဲ့အန်ဒီကျွန်တော်တခုလေးဆရာပြောတော့အထဲမှာပေါ့နော်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုကြည့်ကြမယ်မိသားစုတွေအနေနဲ့လည်းပဲအကျိုးကျေးဇူးရှိလိမ့်မယ်လို့ထင်လို့ကျွန်တော်နည်းနည်း follow up မေးခွန်းလေးအနေနဲ့ထပ်မေးပြစီအဲ့ဒါဆရာပြောတော့တဲ့ဒီ virtual autism ဆိုတဲ့အကြောင်းအရာလေးပါဆရာအဲ့ဒီဟာလေးကိုကျွန်တော်ဒီဆရာကိုနည်းနည်းလေး
ထပ်ပြီးတော့ကျွန်တော်တို့ပြောပြပေးဖို့ကျွန်တော်မေတ္တာရက်ခံနေပါတယ်အဓိကကျွန်တော်သိချင်တာပေါ့နော်ဒီvirtual audition ကဘယ်အရွယ်တွေမှာဆရာတို့တွေ့ရတာအဖြစ်များနေတယ်လေဘယ်လိုလက္ခဏာတွေတွေ့ရတယ်လဲပြီးရင်ဒီလိုမျိုးဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ပြန်ပြင်လို့ရသလားဘယ်လိုတွေလုပ်လို့ရမလဲဆိုတဲ့အပိုင်းလေးပေါ့နော်ဆရာဟုတ်ကျေးဇူးတင်ပါတယ် များသောအားဖြင့်တော့ဒီ virtual auditing ကတော့ခုနလိုပဲလေ virtual ဆိုတဲ့သူကမဟုတ်ဘူးပေါ့နော်အဓိကတော့ကျွန်တော်တို့ကဒီ diagnose လုပ်တဲ့အချိန်မှာပေါ့ကျွန်တော်တို့က diagnose လုပ်လို့တော့မရဘူးဒါ neurologic တွေဘာတွေကတော့ diagnose လုပ်တယ်အဲ့မှာဆိုကျွန်တော်တို့ကဒီရဲ့ဟိုပေါ့နော် diagnose လုပ်တဲ့ tools တွေဘာတွေဆိုကျွန်တော်တို့တော့ဖတ်ထားတာပေါ့နော်ဖတ်ထားတဲ့အချိန်မှာသူတို့ကဒီလာတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ criteria နဲ့သွားညီရပါအခုဆိုရင်တော့ DSM-5 ရပါပေါ့ခုနလိုပဲ DSM-5 မှာဆို social interaction ပေါ့နော် social interaction and communication ပြီးလို့ရှိရင် repetitive and behavior interest and activity ဆိုပြီးတော့သူကနှစ်ပိုင်းသွားပါတယ်အဲ့မှာဆိုရင်တချို့ဥစ္စာတွေကဒီဟာနဲ့ပေါ့နော်အဓိကတော့ screen time များတဲ့ကလေးတွေမှာတော်တော်များများတွေ့ရတယ်အဓိကသူတို့က one way communication ပေါ့နော်သူတို့ကဖုန်းနဲ့ပဲ interact လုပ်တယ်သူများနဲ့interact မလုပ်ဘူးသူဒီမှာ language ကဆိုရင်တွားကြည့်မယ်ဆိုရင်ဒီကျွန်တော်တို့ဒီ autism တွေမှာတွားပြီးတော့ထိတယ်လို့ပဲသူတို့က language မှာကဒီအသက်အရွယ်ရောက်နေပြီသူတို့မှာကောင်းကောင်းသူချားတယောက်ကို communicate ကောင်းကောင်းမလုပ်နိုင်ဘူးပြီးလို့ရှိရင်သူတို့မှာ speech sound တွေရှိတယ်ဒါပေမဲ့သူတို့ဘယ်လိုသုံးရမလဲဆိုတာသူတို့မသိဘူးအဲကြောင့်လို့ကျွန်တော်တို့ဒီ criteria နဲ့သွားကြိုက်တဲ့အချိန်မှာသူတို့ကဒီ autism ဆိုတဲ့criteria နဲ့လက်တော် currently မှာသွားပြီးတော့ညှိနေတယ်ဒါပေမဲ့အချိန်တစ်ခုပေါ့နော်ခုနလိုပဲတချို့အရာတွေ short လိုက်တဲ့အချိန်မှာအခုမှဖုန်းကြည့်တယ်ဆိုဖုန်းတွေ short တယ်ပြီးတော့ခုနလိုပဲတကယ် virtual တွေကိုထည့်လိုက်တယ်ကလေးတွေနဲ့ပကောင်းစော့ကစားတယ်တေချာ train လေးလုပ်လိုက်တယ်ဆိုရင်တော့သူတို့ကတော့ဒီမူကျင့်လေးတွေကတော့အကုန်လုံးနှီးပါပေါ့နော်ပျောက်ကွယ်သွားတယ်ပေါ့ခုနလိုပဲပုံမှန်ဖွံ့ဖြိုးတဲ့ကလေးတယောက်လို့သူတို့ကဘဝမှာနေထိုင်သွားနိုင်တယ်ပေါ့ဟုတ်ကဲ့ But how about long term effect တွေကဘာရှိလဲသူတို့ research မလုပ်ရသေးဘူးเนาะ long term effect က depression တို့ anxiety တို့ဘာလို့ဖြစ်နိုင်မလားတချို့ကလေးတွေမှာတော့တွေ့ရတာပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီဖုန်းတွေရဲ့ effect ကအခုနောက်ပိုင်းကျွန်တော်တို့ဖတ်ရတဲ့လောက်က CBT ပေါ့နော် cognitive behavior therapy ဆိုတာကအဓိကသူက lifestyle ကိုပဲအဓိကထားပြီး change တာပေါ့နော်သူရဲ့ format ကအဓိကကျွန်တော်တို့ကဒီဖုန်းနဲ့ screen တွေအများကြီးကြည့်ရင်ကျွန်တော်တို့ရဲ့ဒီအုံနောက်မှာကသွားပြီးတော့ပုံရိပ်တွေပြန်ထပ်တယ်ပြောတော့ဒီကျွန်တော်တို့ဖြစ်ရနဲ့မှတ်တဲ့ memory လို့သွားပြီးတော့ဖြစ်သွားတာပေါ့နော်အဲ့မှာဆိုကျွန်တော်တို့ကတခုခုဆိုလို့ရှိရင်ဒီဟာတွေကျွန်တော်တို့ကပြန်မြင်ရအောင်လေအဲ့ကြောင့်လို့သူ့ရဲ့ဥစ္စာတော့အချိန်ကာလတစ်ခုကတော့သွားပြီးတော့ထိကြိုက်တယ်အဲ့မှာဆိုကျွန်တော်တို့ဆိုတစ်ခါလေးကြာရင်စကားလေးဘောလုံးပွဲပဲချိန်လာမလဲဆိုတာကိုမှတ်ထားတယ်ဒါပေမဲ့ကိုကအာယုံတော့ဖြတ်တောက်နိုင်တယ်ကလေးတွေနေနဲ့မှာဆိုတော့တရားတွေကမဖြတ်တောက်နိုင်ဘူးမဖြတ်တောက်နိုင်တဲ့အချိန်မှာဒီပုံရိပ်လေးကိုမြင်တဲ့အချိန်မှာသူကပြီးရည်ချင်းရည်မယ်ခုနလိုပဲအဲ့အဖက်လေးကမကောင်းတဲ့အငွေ့တက်လေးပေါ့ငိုရတဲ့ခန်းဆိုရင်သူငိုလိမ့်မယ်သူတို့က emotional က control မှာအားနေတယ်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်တော့ရီးတာတွေငိုတာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့မှာလည်းတချို့ကလည်းဖြစ်တဲ့ဥစ္စာတွေကိုကြည့်လို့ရှိရင်တော့အဲ့ဒါလေးတွေတော့ကူးစက်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့မှာတော့ result တို့ data တွေတော့မရှိဘူးဒါပေမဲ့ကျွန်တော်တို့တွေ့ရတဲ့ကလေးတော်တော်များများကတော့ဒီ reflect thinking မှာပြန်ပြီး effect ပေးနေတယ်သူ့ကိုတင်နာကိုတိတ်ပြီးတော့ interest ပေါ့နော် attention ပေးနေတဲ့နေရာမှာအားနေတယ်သူကအဲ့ဒါကိုပဲပြန်ပြီးတော့တွေးနေတယ်အဲ့ချိန်မှာ repetitive သူမြင်ခဲ့တဲ့ဥစ္စာတွေကိုပြန်ပြီးတော့ emotional နဲ့ပြန်ပြီးတော့သူလက်တွေ့မှာပြန်ပြရတယ်ဒါပေမဲ့ခုနလိုပဲအဲ့ဒါကလည်းကလေးကြည့်တဲ့movie ပေါ်မှာမူတည်ပြီးတော့ effect တွေကတော့တယောက်နဲ့တယောက်တော့ကွဲလိမ့်မယ်ပေါ့နော် So ဆရာပြောတာကကလေးဆိုတာက emotion ဆိုတာကသူတို့က regulate လုပ်ရမယ်ဆိုတော့ဘာလို့ regulate ကဘယ်လိုခေါ်လဲအိမ်ညှိပေးရတယ်ပေါ့နော် Yeah ဆိုတော့ဒီ screen time တွေဘာတွေကြည့်တယ်ဆိုကလေးတွေကလေ emotional က dysregulation ဖြစ်နေတယ်ဟုတ်တယ်မလားဆရာဆိုတော့သူတို့ emotion တွေကိုမလုံးနိုင်ဘူးတခုခုဖြစ်တယ်ဆိုရင် one ကငြိမ်သွားပြီးတော့ဘာမှမပြောဘူး or ပြီးငိုတယ် or ဒေါသထွက်တယ် something like that so it's like control မဖြစ်နိုင်ဘူးanti တခုတော့ပြောခြင်းနဲ့နော်anti ကလေးတွေဘာပြောလဲဆို I call them like YouTube children နော်ဗမာပြည်မှာကြီးလာပြီးတော့ဗမာလိုလည်းမတတ်အင်္ဂလိပ်လိုပဲတတ်တယ် and then တချင်းဆိုရဲဆိုရင် baby shark ပဲဆိုရဲ
you understand တချင်းတွေက YouTube ကရတဲ့ဟာတွေအခုကတော့ internet ကမကောင်းတော့နည်းနည်းသက်သာတယ် right because phone နဲ့ကြည့်ဖို့ခက်တယ် download လုပ်ထားပြီးကြည့် screen လို့ရတယ်ဒီ oh no download လုပ်ထားပြီးတော့ internet မလိုပဲကြည့်လို့ရတာတွေရှိရပါတော့ဆိုတော့တကယ်ပဲဆရာရောအန်ဒီရောကျေးဇူးတင်ပါတယ်ဘာလို့လဲဒီဟာကကျွန်တော်တို့နေ့စဉ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာကိုပဲတွေ့နေရတာပေါ့နော် yeah မိသားစုတွေထဲမှာကျွန်တော်တို့ကိုယ်တိုင်လည်းပဲကလေးငယ်ငယ်ရှိတဲ့ခါကျတော့ဒီဟာတွေကိုအထူးသတိထားရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာ yeah and Auntie can I say one thing ဟုတ်ကဲ့ summary အန်ဒီ Auntie လုပ်လို့ရလား ဟုတ်ကဲ့အန်ဒီ and then အဲ့ဒါပြီးရင် you can close out ပေါ့နော် ဟုတ်ကဲ့အန်ဒီဟုတ် ဆိုတော့ Auntie ရဲ့ summary ကတော့ feeding skill က feeding disorder တွေကကလေးတွေတစ်နှစ်နဲ့အသက်ပိုကြီးရယ်ဆိုရင်ဘာလက္ခဏာတွေပြမလဲဆိုတော့ feeding disorder ရှိတဲ့ကလေးတွေဟာဘာလဲဆိုရင်တစ်ချိန်လုံးစားနေတယ်เนาะဒါကတော့မိသားစုနဲ့ဆိုင်တယ်ဘာလို့လဲဆိုတော့ကလေးဆိုတာစားစရာဆိုတာဘယ်တော့မှသူစားသလိုမစားဘူးဒီဟာတွေဘာတွေကိုဖွင့်ထားရမလဲ ဟုတ် so it's called grazing ဆိုတာနော်ဒီကိုသွားဒါစားဟိုစားအဲ့ဒါက feeding disorder နောက်တစ်ခုကတချို့စားစရာကိုဒီပြော့တာဖြစ်ဖြစ်မာတာဖြစ်ဖြစ်သူတို့အယောင်ဖြစ်ဖြစ်သူတို့မကြိုက်တဲ့အယောင်ဖြစ်ဖြစ်ကသူတို့မစားလဲမစားဘူးတောက်လဲမတောက်ဘူးမြုံလဲမမြုံဘူးဒါက feeding disorder the other thing ကကလေးကဖုန်းပြမှစားမယ် screen ပြမှစားမယ်เนาะအပြင်ထွက်ပြီးလမ်းလျှောက်မှစားမယ်နော်တယောက်ယောက်ကမိသားစုကပေးမှတချင်းဆိုပြမှစားမယ်ဒါ feeding disorder နောက်တစ်ခုကလေးကစားဖို့ဆိုတာကသူ့ကိုချီးကျူးရမယ် or သူ့ကိုအော်ရမယ်နော်အဲ့ဒါမှသူစားမယ် or ကလေးကို how do you say bribe to eat ဘယ်လိုခေါ်လဲလက်ပေးတာပေါ့နော်လက်ထိုးပြီးတော့စားခိုင်းတာမှထမင်းစားရင်ဒါဝယ်ပေးမယ်ဒါကျွေးမယ်ဆိုရတာအဲ့ဒါလဲ feeding disorder တစ်မျိုးနောက်တစ်ခုကကလေးကဝါဖို့မဝါနိုင်ဘူးကဒါလည်းလက္ခဏာနောက်တစ်ခုကလည်းဒီစားဖို့ဆိုတာကစားစရာအသစ်ဖြစ်ဖြစ်အသစ်နေရာမှာဖြစ်ဖြစ်မစားဘူးဆိုတာကပုံမှန်အဲ့လိုဖြစ်နေတယ်ဆိုရင် feeding disorder လို့ခေါ်တယ်ကလေးကအိမ်မှာပဲစားမယ်အဖွားအိမ်မှာမစားဘူးဟုတ်စားတော့ဆိုင်မှာမစားဘူးဒါကလည်း problem